တနေ့မှာဂျော်ကြီးဆိုတဲ့ကောင်လေးကမိန်းကလေးတစ်ယောက်ကိုအခြေရဲဖွင့်ပြောပြီးမှအငင်းခံလိုက်ရပါတယ်။အဲ့ဒီနောက်သူ့ရဲ့ငယ်သူငယ်ချင်းနဲ့တွေ့ပြီးရှောင်ပြီးအခြေချောင်းမဖွင့်ပြဘူးတတိပေးခံရပြီးမှသူကတော့ဂယုမဆိုင်ပါဘူး။လမ်းမှာကလေးတစ်ယောက်အနိုင်ကျင့်ခံနေရတာကိုကူညီပေးရင်သူလည်းအထိခိုက်မိသွားပါသေးတယ်။အဲ့ဒီနောက်ကောင်းကင်ဘော်ကနေပြုတ်ကျလာတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့တော့ဂျော်ကြီးကလိုက်ဖမ်းပြီးကယ်တင်ခဲ့ပါတယ်။သူတို့နှစ်ယောက်မြစ်ထဲကိုပြုတ်ကျသွားပြီးတဲ့နောက်အဲ့ဒီမိန်းကလေးကကျဲအမတ်အထားပါတဲ့မြေပုံတစ်ခုကိုပြပြီးတွားချင်တဲ့နေရာကိုပြပါတယ်။သူတို့နှစ်ယောက်လမ်းလျှောက်လာရင်လမ်းပြောက်သွားကြပါတယ်။လမ်းမှာမုံဆိုင်တွေ့တော့အဲ့ဒီမိန်းကလေးကဂျော်ကြီးစီကပိုက်ဆံတောင်းပြီးမုံတွေအကုန်ဝေစားပစ်လိုက်ပါတယ်။အဲ့ဒီနောက်ရုတ်တရက်ကောင်းကင်ကြီးအယောင်ပြောင်းသွားပြီးကလေးနှငောင်ပြောက်သွားတာကြောင့်အဲ့ဒီမိန်းကလေးကတကားတစ်ခုကိုဖွင့်လိုက်တဲ့အခါမိစ္ဆာတွေရှိတဲ့နေရာကိုရောက်သွားပါတယ်။မိန်းကလေးကမိစ္ဆာတွေကိုလိုက်တက်နေတော့မှပဲမိစ္ဆာအကြီးကြီးတစ်ခုကသူမကိုတတ်ဖို့လုပ်လာပါတယ်။အဲ့ဒီအချိန်မှာဂျော်ကြီးကရုတ်တရက်ရောက်လာပြီးအဲ့ဒီမိစ္ဆာကြီးကိုလက်သီးတစ်ချက်တည်းနဲ့အပြအသက်နှိမ့်နေလိုက်ပါတော့တယ်။ဇလန်လေးကတော့ဒီလောက်ပါပဲဗျာ။